ကိုတိတ်ပြီးညံမကောင်းဘူးလို့ခံစားဘူးလားပတ်ဝန်းကျင်ကလူတွေကကိုယ့်ထက်ပိုပြီးမြန်ဆန်နားလေသဘောပေါက်နေကြတယ်လို့တော့ထင်ဘူးလားတကယ်လို့တင်ထင်ထားတာတဲ့တင်မှာပိုပြီးမြင်မာတဲ့ IQ ရှိနေပြီးတင်ဦးနောက်ကအဲ့ဒါကိုဖုံးကွယ်ထားတာဆိုရင်ရောဒီကနေ့ဗီဒီယိုမှာတော့လူအများစုတတိမထားမိတတ်တဲ့တိတ်စိတ်မြန်ကောင်းနေသူတွေရဲ့လူဟွက်လက္ခဏာ10ခုကိုပြောပြပေးသွားပါမယ်နံပါတ်10အချက်ကတော့တမိုင်းတလောက်ကပါရမီရှင် geniuses တိုင်းမှာရှိခဲ့တဲ့အချက်ပါအဆုံးထိစိတ်ကြည့်ပြပါအောင်နံပါတ်1ကိုဘာသာစကားပြောတတ်ခြင်းနည်းနည်းတော့ထူးဆန်းတယ်မလားဒါပေမဲ့ University of Wisconsin နဲ့လေ့လာမှုတွေအရကိုအတွေးတွေကိုအတန်ထက်ကြီးပြောတတ်သူတွေဟာအချက်လက်တွေကိုပိုမြန် process လုပ်နိုင်ပြီးပိုမှတ်မိလွယ်ပါတယ်ကိုဘာသာစကားပြောတဲ့အခါခက်ခဲတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ကိုဦးနောက်ကိုကိုယ်တိုင်ပြန်လဲလမ်းညွှန်ပေးနေတာပါအိုင်းစတိုင်းတောင်ဒီလိုလုပ်ခဲ့ပါတယ်ဒါကြောင့်ပြဿနာတစ်ခုခုကိုဖြေရှင်းရင်ကိုဘာသာပူစီပြောနိုင်မိရင်ဂုဏ်ယူလိုက်ပါနံပါတ်2အရာကိုအတွေးလွန်ခြင်း overthinking စကားပြောခဲ့တာတွေကိုပြန်တွေးတယ်ဆုံးဖြတ်ချက်တွေကိုတန်တရားဝင်တယ်ဖြစ်လာနိုင်တဲ့ရက်လက်90လောက်ကိုကြိုတွေးတယ်ဒါဟာစိုးရင်ပူပန်မှု anxiety တက်မဟုတ်ပါဘူးအခြေအနေကိုခွဲခြမ်းစိတ်ဖြာနေတာပါ analysis ပါအာရုံညောသိပ္ပံပညာရှင်တွေကဒါကို meta cognition လို့ခေါ်ပါတယ်ကိုယ့်ရဲ့တွေးခေါ်မှုအကြောင်းကိုပြန်လည်တွေးတောနိုင်စွမ်းပါပဲနံပါတ်3အလွယ်တကူပြင်းရည်တတ်ခြင်းထပ်တလဲလောက်ရတဲ့အလုပ်တွေကိုသင်မခံနိုင်ဘူးဆိုရင်အဲ့ဒါသင်ပြင်းလို့မဟုတ်ပါဘူးသင်ရဲ့ဒိုပါမင်စနစ်ကအသည့်အဆန်းတွေကိုတောင့်တနေလို့ပါဉာဏ်ရည်မြင်မာတဲ့သူတွေဟာရိုးရှင်းတဲ့အလုပ်တွေကနေဒိုပါမင်ရရှိမှုနည်းပါတဲ့အတွက်သူတို့ရဲ့ဦးနောက်ကပိုပြီးရှုပ်ထွေးခက်ခဲတဲ့စိန်ခေါ်မှုတွေကိုအမြဲရှာဖွေနေတတ်ပါတယ်နံပါတ်4ကိုအမြဲတန်တရားဝင်ခြင်း Dunning-Kruger effect အကြောင်းကြားဖို့မှာပါအသိပညာနည်းလေးကိုယုံကြည်မှုလွန်ကဲလေးပါပဲစန့်ကျင်ဘက်အနေနဲ့ပိုတိလာလေးကိုမသိသေးတာတွေအများကြီးရှိသေးတယ်ဆိုတာကိုပိုသဘောပေါက်လာလေးပါပဲဒါကြောင့်ကိုယ့်ရဲ့အရေးချင်းကိုမကြာခဏတန်တရားဝင်တတ်တယ်ဆိုရင်သင်ဟာကိုထင်ထဲတာထက်အများကြီးပိုသိနေလို့ပါနံပါတ်5ညင်နတ်တဲ့အထိနေတတ်ခြင်း London School of Economics ရဲ့သူတင်နာအရာညင်နတ်တဲ့အထိနေတတ်သူတွေဟာဉာဏ်ရည်စမ်းသပ်မှုတွေမှာရမှတ်ပိုများတတ်ပါတယ်။ဘာကြောင့်လဲ။နှုတ်ဆက်မှုတွေကင်းစင်ပြီးဦးနောက်ကလွတ်လပ်တွေးတောနိုင်တဲ့ညာဘတ်အချိန်တွေမှာဖန်တီးမှု idea အသစ်တွေထွက်ပေါ်လာတတ်လို့ပါ။နံပါတ်6အတန်ဆူညံမှုတွေကိုအာရုံခံလွှဲခြင်းနာရီတန်တတ်တာမီတာတခြားသူတွေအသက်ရှူတန်ပြင်းတာဒါမှမဟုတ်ဘယ်သူမှတတိမထားမိတဲ့နောက်ခံအတန်တေးသေးလေးတွေကိုသင်္ကားစိတ်အနောက်ရှက်ဖြစ်တယ်လား။ဒါဟာအာရုံခံနိုင်စွမ်းလွန်ကဲနေတာပါ။သင်ဦးနောက်ကတာမန်သက်ပဝန်းကျင်က data တွေကိုပိုပြီးစုပ်ယူနိုင်တဲ့အတွက်ပုံစံတူ patterns တွေကိုပိုမြန်ရှာတွေ့နိုင်ပါတယ်။ဒါပေမဲ့ခါတလေတော့လည်းအာရုံနောက်တာကိုခံရတတ်ပါတယ်။နံပါတ်9အလုပ်တွေကိုနောက်ဆုတ်တတ်ခြင်း procrastination ကယ်လီတရီတက္ကသိုလ်ကစိတ်ပညာရှင်တွေတွေ့ရှိခဲ့တာကတော့ IQ မြင့်နေသူအများစုဟာတက်ကွယ်စွာအချိန်ဆွဲခြင်းကိုအသုံးပြုကြပါတယ်တဲ့။သင်ဦးနောက်ကအရေးမပါတဲ့အလုပ်တွေလုပ်လာတာကိုမကြိုက်ပါဘူး။တကယ်အရေးကြီးတဲ့အချိန်ရောက်မှသာအစွမ်းကုန်အလုပ်လုပ်တတ်ပါတယ်။ဒါကြောင့်သင်ဟာနောက်ဆုံးမိနစ်ရောက်မှအကောင်ဆုံးစွမ်းဆောင်နိုင်တာပါနံပါတ်8ဘယ်သူမှမမှတ်မိတဲ့အသေးစိတ်လေးတွေဟုမှတ်မိနေခြင်းတခုခုဖြစ်ခဲ့တဲ့အတိအကျရက်ဆွဲမှတ်တမ်းရုပ်ရှင်တစ်ခုကသေးငယ်တဲ့အချက်လက်လေးတစ်ခုဒါမှမဟုတ်လွန်ခဲ့တဲ့နှစ်တွေကတယောက်ပြောခဲ့တဲ့စကားတစ်ခွန်းဒါတွေဟာသင်ရဲ့ working memory ကောင်းမွန်နေတာပါဒါကြောင့်သင်တော့ဘယ်မှာထားခဲ့လဲဆိုတာမေ့ချင်မေ့နေမယ်ဒါပေမဲ့2008ခုနှစ်ကရုပ်ရှင်ထဲကစာသားတွေကိုတော့အလွတ်ရနေတတ်တာပါနံပါတ်9စိတ်ခံစားမှုပြင်းထန်ခြင်းဒီအချက်ကလူတွေကိုအံ့ဩစေပါလိမ့်မယ်နက်နက်ရှိုင်းခံစားတတ်တာကိုချင်းစာတတ်တာတခြားသူတွေကိုနားလည်ပေးနိုင်တာဟာအားနည်းချက်မဟုတ်ပါဘူးဒါဟာသင်ရဲ့အာယုံကြောစနစ်ကရှုပ်ထွေးတိမ်မွေ့တယ်ဆိုတဲ့အဓိပ္ပာယ်ပါဉာဏ်ကောင်းတဲ့သူတွေဟာနက်နက်ရှိုင်းတွေးခေါ်တတ်ရုံတာမဟုတ်နက်နက်ရှိုင်းလည်းခံစားတတ်ကြပါတယ်နံပါတ်10လေးလာတင်ယူမှုကိုဘယ်တော့မှမရပ်တန့်ခြင်းဒါကတော့တမိုင်းတလျှောက်ကပါရမီရှင်တိုင်းမှာရှိတဲ့အဆုံးသောလက္ခဏာပါပဲသူတို့ဟာလုံလောက်အောင်ထိနေပြီဆိုရင်တော့ဆက်ပြီးစာဖတ်တယ်မေးခွန်းတွေမေးတယ်ပိုကောင်းတဲ့အဖြေတွေကိုအမြဲရှာဖွေနေကြပါတယ်ဒါကြောင့်အခုချိန်မှာကိုပိုနားလေကိုအတွက်ဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်ခံမှန်းကြည့်ပါအဲ့ဒီအချက်တစ်ခုတည်းနဲ့တင်သင်ဟာဉာဏ်ကြီးမြင့်မားသူတွေရဲ့ထိပ်တန်းအဆင့်မှာပါဝင်နေပါပြီအနှစ်ချုပ်ရင်ဉာဏ်ကောင်းတယ်ဆိုလားကျောင်းကအမှတ်တွေစာမေးဝဲရမှတ်တွေဒါမှမဟုတ်သင်္ချာပု္ပ္ပစာတွေကိုဘလောက်မြန်တွက်နိုင်လေဆိုတာနဲ့မဆိုင်ပါဘူး
ကိုထိမြင်မှုအခြေအနေနဲ့လိုက်လျောညီထွေနေထိုင်နိုင်မှုစူးစမ်းရင်စိန်နဲ့အတွေ့အခေါ်နဲ့ဆိုင်မှုတို့အပေါ်မှာမူတည်ပါတယ်။ဒါကြောင့်နောက်တစ်ခါတယောက်ယောက်ကတင့်ကိုအယမ်းခံစားလွယ်တယ်အယမ်းတိတ်ဆက်လွန်းတယ်ဒါမှမဟုတ်အတွေးကဘာတွေရောက်နေတယ်လို့ပြောလိုက်ရင်ဖြုံးပြလိုက်ပါ။ဘာလို့လဲဆိုတော့အဲ့ဒါကညံကောင်းတဲ့သူတွေရဲ့ပုံစံမို့လို့ပါ။ဒီဗီဒီယိုလေးကတင့်အတွက်အယိုးရှိတယ်မျက်စိပွင့်သွားစီတယ်ဆိုရင် The Simple Mindset ကို subscribe လုပ်ပေးထားဖို့မမိပါနဲ့။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။